စိတ်ခံစားချက်တွေစီမံတော့မယ်ဆိုဒီချက်၅ချက်လိုပါတယ်နံပါတ်1ကတော့ကိုသိမယ်နံပါတ်2ကကိုမြင့်တင်မယ်နံပါတ်3လူမှုရေးရှိပါလူဆိုတာတယောက်တည်းနေတဲ့တတဝါမဟုတ်ဘူးလူတွေပေါ်မှာကိုချင်းစာပါတက်ကြွကြွပြပြရွှင်ရွှင်နေထိုင်မင်းသာစိတ်ခံစားမှုတွေကောင်းမွန်ရင်နဲ့ကိုဥဆောင်နိုင်မှုရည်ချင်းတွေတက်လာမယ်ပြောဆိုမှုဆွမ်းရည်တွေတက်လာမယ်ဘဟုတုတ္တတွေပုတ်ကောင်းလာမယ်ကိုထိချုပ်မှုအားကောင်းလာမယ်စိတ်ဖိစီးမှုတွေပြောနေလာဘဝမှာအောင်မြင်မှုရဖို့ဆိုရင်တော်တာတစ်ခုလည်းနဲ့မရဘူးတဲ့နော်သဘောလည်းကောင်းမှုလို့တယ်စိတ်ခံစားချက်တွေလည်းထိန်းချုပ်တတ်ဖို့လို့တယ်မပြောချင်တာစိတ်မပါတာဒါမျိုးတွေမဖြစ်ရဘူးစိတ်ပါလက်ပါကောင်းမွန်ပြောဆိုတတ်ဖို့အင်မတန်အရေးကြီးပါ